PDF ဆိုဆို55ဆိုလို့ရှိရင်ဒီ6နဲ့ဒီ9နဲ့ဒီနားတော့နေရာလေးနဲ့ကွက်တိကြအောင်လုပ်မယ်နော်ဒီအပေါ်ကလည်းဒီကလည်းညီရမှာနော်ဒီလိုကြီးဖြစ်သွားလို့ရအောင်ဒီညီလေးဖြစ်ရမယ်ဒီနေရာလေးမှာ30မှာအမှတ်တမဲ့ပြီးမယ်ဒီမှာ90နေရာမှာအမှတ်တစ်ခုပြီးမယ်နော်90နေရာမှာအမှတ်တစ်ခုပြီးမယ်ပြီးသွားလို့ရှိရင်မှန်ကိုဒီလိုတိုင်းမယ်မှန်ဒီလိုတိုင်းမယ်ဒါက3ညနေရာမှာရှိရမယ်ဒီအောက်နေရာလေးကဆိုတော့ပြောတာ40ဆိုလို့ရှိရင်20မှာအမှတ်မှတ်မယ်နော်ဒါခိုင်းအသေးလေးမဟုတ်လို့နော်20ဆိုလို့ရှိရင်ထားလိုက်ပါအောင်ဒီနားမှာ20ဆိုရင်20ကိုဒီလိုတီးတီးလေးပဲအရာလေးတီးတီးလေးပဲပေးမှာနော်20နေရာမှာအရာလေးပေးမယ်ပြီးရင်ဒီဘက်ကိုလည်းအဲ့တိုင်းပဲ20နေရာမှာအရာတီးတီးလေးပေးမယ်နော်ပေးပြီးသွားလို့ဆိုလို့ရှိရင်ဒီမှာပေရန်ပေါ်ကိုခိုင်းကိုတင်လိုက်မယ်ကြိုက်တဲ့နေရာတင်လို့ရတယ်ဒီမှာဆိုလို့ရှိရင်ဒါဆိုရင်10ပေါ်တင်ထားတယ်PDနဲ့စောစောမှန်တော့ခွဲထားတဲ့ဟာနဲ့ကွက်တိကြတယ်10ပေါ်မှာအားလုံးကွက်တိကြတယ်ဆိုလို့ရှိရင်သူအရှိမှာဘာရှိလဲဆိုရင်ခွန်ရှိတယ်အဲ့ခွန်မှာအမှတ်ကလေးတစ်မှတ်မှတ်နောက်မှာ6ရှိတယ်6မှာအမှတ်ကလေးတစ်မှတ်မှတ်ဒီမှာဆိုလဲအဲ့တိုင်းပဲနော်နောက်မှာတစ်စိတ်ရှေ့မှာတစ်စိတ်နော်မှတ်မယ်မှတ်ပြီးသွားလို့ရှိရင်မင်းကိုဒီလိုဆွဲမှာဒီလိုလေးဆွဲလိုက်ပြီနော်အဲ့တော့ဒီမှာလည်းမင်းကိုဒီလိုလေးဆွဲမယ်ဒီလိုလေးဆွဲလိုက်ပြီဟုတ်ပြီအဲ့မှာ flat တော့နှစ်ခုတန်လားမတန်လားကိုကြည့်ရအောင်နော်ဒီဟာကိုတန်လားမတန်လားကြည့်ရအောင်မတန်ဘူးထင်လို့ရှိရင်တော့နည်းနည်းလေးအောက်လျှော့အောင်ပေါ့နော်မဒီဘက်ပဲကြည့်လိုက်ဒီဘက်ဆိုလို့ရှိရင်တန်လေးရှိတယ်နော်ဒီနားမှာ flat top ခွင်ရဒီနားမှာဒီနားမှာရှိရမယ်အဲ့ဆိုလို့ရှိရင်ဒီမြင်းနဲ့တဲ့ flat top ကကွက်တိကြတယ်ဆိုလို့ရှိရင်စောင်းစရာပြုတ်စရာမရှိဘူးဒါ flat top နီးလေးပေါ့နော်